ဖျားခင်ကကျွန်တော်ကိုချစ်တဲ့အကြောင်းတက်တည်ပေါင်းများစွာတမန်ကျမ်းစာထူတဲ့အကြောင်းကျွန်တော်တွေ့ရပါတယ်ဆိုတော့တမန်ကျမ်းစာထဲမှာကြည့်မယ်ဆိုရင်တော့တကယ်အားလုံးကိုခြုံလိုက်တော့ဖျားရဲ့မြတ်တာပဲကျွန်တော်တွေ့ရမှာဖြစ်ပါတယ်တော့ဆိုတော့ကျွန်တော်တို့ဒီမြတ်တာလို့ပြောတဲ့ခါမှာကျွန်တော်တို့လူတိုင်းကကိုယ့်ရဲ့အတိတ်ပဲဖွင့်ဆိုချက်နဲ့ကျွန်တော်တို့ဖွင့်ကြပါတယ်မှန်လဲမှန်ကြတယ်ကိုယ့်အနေနဲ့တော့အားလုံးမှန်ကန်ကြတာပေါ့နော်ဒါပေမဲ့တမန်ကျမ်းစာနဲ့ကြည့်ရင်မှန်ကန်မှုရှိလားမှားသလားဆိုတော့ကျွန်တော်တို့ပြန်လဲပြီးချိန်ထိုးပြီးတော့ကိုယ့်ရဲ့မြတ်တာမှားရွေးနေတယ်ဆိုရင်ကျွန်တော်ပြန်လဲပြီးတမန်ကျမ်းနဲ့ပြုပြင်ရအောင်ဘာကြောင့်လဲဆိုရင်တော့ကျွန်တော်တို့မြတ်တာမှာလွတ်မြောက်ဖို့အင်မတန်ရေးကြီးပါတယ်အဲကြောင့်ယေရှုကရှင်ယောဟန်ခန်းကြီး10အငယ်30နှစ်မှာတမန်တရားကိုလည်းတည်တည်ဖြစ်ထိုတမန်တရားဒီတင်တော့ကိုလွှတ်ချင့်ခွင့်ကိုပေးမယ်တဲ့ဆိုအဲ့ဒါကမြတ်တာတရားကိုအဓိကပြောချင်ဖြစ်တယ်မြတ်တာတရားကျွန်တော်တို့ရှိတဲ့ခါမှာဖျားနှစ်သက်တဲ့မြတ်တာဘုရားသခင်အလိုရှင်မြတ်တာနဲ့ကျွန်တော်ပြောရတဲ့ခါမှာလွတ်မြောက်ခြင်းတကယ်ခံစားမှာဖြစ်ပါတယ်အဲကြောင့်ကျွန်တော်တို့မြတ်တာတရားပြောတဲ့ခါမှာကျွန်တော်တို့လူမျိုးခွဲခြားပြီးတော့လူတွေရွေးချယ်ပြီးတော့ခံစားမဲ့ရမဟုတ်ပါဘူးကျွန်တော်ပေးရမဲ့ရလည်းမဟုတ်ပါဘူးမြတ်တာတရားကကျွန်တော်တို့လူမျိုးတိုင်းကျွန်တော်တို့ပတ်ဝန်းကျင်မှာဖြစ်စေမိသားစုမှာဖြစ်စေနော်ကာဏအတီးတီးတိုင်းမှာမြတ်တာတရားကအင်မတန်မှအရေးကြီးပါတယ်ကျွန်တော်မြတ်တာတရားထားဖို့ကအင်မတန်မှအရေးကြီးတာဖြစ်ပါတယ်ဘယ်သူတွေမြတ်တာတရားလိုအပ်တယ်လဲလူတိုင်းပါပဲကျွန်တော်ပြောမယ်ရှင်းရှင်းပြောရင်တော့အားလုံးလိုအပ်တယ်ဘယ်သူမဆိုလူကြီးဖြစ်စေတထေးဖြစ်စေတမန်တော်ဖြစ်စေတရားကျင့်တဲ့လူဖြစ်စေအားလုံးကမြတ်တာတရားလိုအပ်နေတဲ့သူတွေဖြစ်ပါတယ်ဒါကြောင့်တင်နဲ့ကျွန်တော်ဒီလိုပဲမြတ်တာတရားလိုအပ်တာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်မြတ်တာတရားအားလုံးကတေချာသွားပြီနံပါတ်2နည်းနည်းကျွန်တော်မြတ်တာတရားကိုဘယ်သူတွေကပေးနိုင်မလဲဆိုတော့ခါမှာကျွန်တော်တို့ဖယားကိုနံပါတ်1ကတော့ဖယားကကျွန်တော်ကိုမြတ်တာပေးတာဖြစ်တယ်နံပါတ်2နဲ့ကျွန်တော်အထက်ကနဲ့ပြန်လေစီးစင်းဖို့အတွက်ဘုရားသခင်လိုရှိတယ်ဟာလေလုယာဒါကြောင့်မြတ်တာတရားလို့ပြောတဲ့ခါမှာဖယားကတော့ယဉ်မြစ်ဖြစ်ပါတယ်ဖယားမရှိရင်ကျွန်တော်မချစ်နိုင်ဘူးဒါသိချတယ်ဖယားမသိရင်မချစ်နိုင်ဘူးဖယားမရရင်မချစ်နိုင်ဘူးဒါကြောင့်ဖယားကသူကိုယ်တိုင်ကမြတ်တာရှင်လို့ပြောပြီးသားဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့မြတ်တာတရားစီးစင်းလာဖို့အတွက်နံပါတ်1ဖယားခင်မြတ်တာတရားကျွန်တော်နားလည်ဖို့တည်ကြည့်ပါတယ်ဟာလေလုယာဆိုတော့ဖယားကကျွန်တော်တို့ကိုချစ်တယ်ဖယားကကျွန်တော်တို့ကိုချစ်တဲ့အတွက်ကြောင့်ဒီတပါးဒီလိုတာတော့ယေရှုခရစ်တော်ရဲ့အသေးခံခြင်းအဖြစ်ကျွန်တော်တို့ကိုတက်တည်ထူပေးတာဖြစ်တယ်ခရစ်တော်ဒီလည်းငါတို့ကိုချစ်တဲ့အတွက်ကြောင့်အသက်ဆုံးခဲ့တာဖြစ်တယ်ယေရှုရဲ့မြတ်တာတရားကသူ့ရဲ့ဘဝတစ်ခုလုံးကိုစွန့်တဲ့ဖြစ်ပါတယ်ဆိုတော့ထုံမြမကပဲနဲ့အလုံးစုံပေါ့နော်ပြောရမယ်ဆိုရင်ယေရှုရဲ့ပေးဆက်ခြင်းကကျွန်တော်တို့မှတ်စင်တိုက်ရင်တော့မှများလာတယ်မရေတွဲလို့ပြီးမှာမဟုတ်ဘူးเนาะတကယ်ကြီးမားတဲ့မြတ်တာဖြစ်တယ်နောက်ဆုံးကျွန်တော်တို့ကိုချစ်တဲ့အတွက်ကြောင့်အသွေးသွင်းပြီးတော့အသက်ဆွမ်းပြီးတော့ကျွန်တော်တို့ကိုအပြည့်အခတည်ခြင်းသွားမဲ့သူကိုသူမြတ်တာတို့အားဖြည့်ကယ်တင်သွားဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့ဒီလေပဲထိုဖရားရဲ့မြတ်တာကိုတီးတဲ့အခါမှာကျွန်တော်တို့ရဲ့မြတ်တာပဲလူတွေကိုကယ်တင်နေတာဖြစ်တယ်လူတွေကိုလွတ်မြောက်စေတာဖြစ်ပါတယ်ဒါကြောင့်နံပါတ်1ဖရားရဲ့မြတ်တာတရားကိုကျွန်တော်တို့ကိုယ်တိုင်ခံစားဖို့အင်မတန်ရေးကြီးပါတယ်ဆိုတော့ကျွန်တော်တို့တမန်ကျမ်းစာထဲမှာကြည့်ရင်လူကခန်းကြီး19ထဲမှာကျွန်တော်တို့အားလုံးယဉ်နေပြီးသားရဖြစ်တယ်သူစကဲအသက်တာထဲမှာကြည့်မယ်ဆိုရင်စကဲကယေရှုရဲ့မြတ်တာကိုတကယ်ရရှိသွားတဲ့အခါမှာသူ့ရဲ့အထဲကနေမြတ်တာပြန်လဲစဉ်းစားတာဖြစ်တယ်ပြန်လဲပေးကမ်းချပြန်လဲစဉ်းစားတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့အထဲမှာခရစ်တော်မြတ်တာကိုတကယ်ရရှိတယ်ဆိုရင်ကျွန်တော်တို့အထဲကနေလဲမြတ်တာတရားပြန်လဲစဉ်းစားဖို့အတွက်အရေးကြီးတယ်ဆိုတော့ပြောချင်တာဖြစ်တယ်ဆိုတော့ဒီမြတ်တာတရားရဲ့ကျွန်တော်တို့မြတ်တာရှိခြင်းရဲ့တက်တည်တစ်ခုဟာလည်းပဲကျွန်တော်တို့ရဲ့ပေးကမ်းခြင်းဖြစ်ပါတယ်ဆိုတော့ပေးကမ်းခြင်းလို့ပြောတဲ့အခါမှာကျွန်တော်တို့ဝိညာဉ်ပိုင်းဆိုင်ရှိမမြင်ရတဲ့ပိုင်းရှိမယ်မမြင်ရတဲ့ပိုင်းရှိမယ်ပေါ့နော်ဆိုမမြင်ရတဲ့ပိုင်းကတော့သူကျွန်တော်ဝိညာဉ်ရပိုင်းကျွန်တော်ပြောရတယ်မြင်ရတဲ့ပိုင်းကတော့ကျွန်တော်တို့နော်တတ်ဝတ္ထုတွေပေါ့နော်ကျွန်တော်တို့တခုခုငွေကြီးအပြည့်ဝေပြီးတော့ပေးရရတယ်ဖြစ်နိုင်တယ်ဆိုတော့ဒီနှစ်ခုကိုကျွန်တော်တွင်သွင်းဖို့အင်မတန်ရေးကြီးပါတယ်တခုကိုပယ်ထားလည်းမရပြန်ဘူးတခုထည့်လုပ်ပြီးလည်းမရဘူးဒီနှစ်ခုစလုံးကိုကျွန်တော်လုပ်ပေးရမှာဖြစ်ပါတယ်ဥမာဝိညာဉ်ရပိုင်းမှာကျွန်တော်မြတ်တာကျွန်တော်တစုံတရားပေါ်မှာကျွန်တော်မြတ်တာတရားရှိတယ်ဆိုရင်တော့ကျွန်တော်ကိုယ့်ကိုတီးမခံနိုင်လို့တဲ့ခါမှာကျွန်တော်တီးခံပေးတာဟာပေးကမ်းခြင်းမျိုးဖြစ်ပါတယ်ကျွန်တော်စိတ်မရှိဖို့တို့လာလုံးမယ်ဒါမှကျွန်တော်သူ့ပေါ်မှာကျွန်တော်စိတ်ရှိခြင်းကလည်းပဲပေးကမ်းခြင်းမျိုးဖြစ်ပါတယ်ကျွန်တော်တို့ခွင့်မထွက်နိုင်အောင်သူ့ဘက်ကနေတယ်ဒါမှကျွန်တော်ခွင့်လွှတ်ပေးတာကလည်းပဲပေးကမ်းခြင်းမျိုးဖြစ်ပါတယ်ဒါကမြတ်တာတရားရဲ့သင်္ကေတတွေပဲဖြစ်ပါတယ်ဆိုထိုနည်းဆိုကျွန်တော်တို့အတ္တတာထဲမှာကျွန်တော်တို့ချစ်တဲ့အခါမှာကျွန်တော်ပေးကမ်းကြတာဖြစ်ပါတယ်เนาะကျွန်တော်တို့ဒါကျွန်တော်တို့ရဲ့အတ္တထဲမှာမြတ်တာလို့ပြောတဲ့အခါမှာကျွန်တော်အမြဲတမ်းလူတွေကိုချစ်ဖို့ပဲကြိုးစားမှာဖြစ်ပါတယ်လူတွေရဲ့အချစ်ခံဖို့ထက်လူတွေကိုကျွန်တော်ချစ်ရမှာဖြစ်ပါတယ်အဲ့ဒါကတမန်ကျမ်းစာပြောတဲ့အတိုင်းပဲမြတ်တာကခတ်သိမ်းလို့ပြစ်ကိုဖုံးတယ်เนาะအကုန်ဖုံးပေးတာเนาะသူ့ဘက်ကပဲ show ဒါဆိုမြတ်တာတရားဆိုတာက
တကယ်ဆိုအဲ့လိုမျိုးဟုတ်မရှိဘူးတကယ်တမ်းဆိုလေမြတ်တာပြောနေပြန်မျောလေးနဲ့အဲ့လိုမျိုးမရှိဘူးတကယ်ဆိုမြတ်တာကြက giving နော်လုံးဝပေးခြင်းဟောပေးတယ်အကုန်သူ့မှာရှင်းမြအကုန်ပြဖြစ်တယ်ဥမာကျွန်တော်ယေရှုကိုယ်တိုင်ကျွန်တော်ကြည့်ရအောင်နော်ယေရှုရဲ့ပေးကမ်းချက်ကြည့်ရအောင်ယေရှုကကျွန်တော်စီကဟိုဟာအဲ့လိုမျိုးမျောတာတင်မရှိဘူးဖြစ်တယ်ယေရှုကိုယ်တိုင်သူ့ရဲ့အသက်ဆွမ်းပြီးတော့လုံးဝကိုကျွန်တော်ဘဝတစ်ခုလုံးပြီးတော့ဖြစ်တယ်ဆိုတော့ကျွန်တော်ရဲ့အတ္တထဲမှာလေတပါးသူစီကနေမြတ်တာတရားပြန်မျောလင်းတဲ့ခါမှာတခါလေကျရင်ကျွန်တော်ရဲ့ထင်ထားတဲ့အတိုင်းမျောလင်းထားတဲ့အတိုင်းဖြစ်မလာတဲ့ခါမှာကျွန်တော်ဝန်နေတတ်တယ်နော်အစိတ်မကောင်းဖြစ်တတ်တယ်ဒါဆိုကျွန်တော်တို့သူဘာစီကတန်လို့ချင်တဲ့အရာတန်လို့ချင်တဲ့စိတ်မရှိဘဲနဲ့ကျွန်တော်ဖက်ကနဲ့ကျွန်တော်ချစ်တဲ့အကြောင်းကိုတက်တည်ပြဖို့ပဲဖြစ်တယ်ဆိုတော့ကိုလည်းဝေမျှချင်တာဖြစ်တယ်ဒါကြောင့်တမန်ကျမ်းစာထဲမှာဆိုရင်ကျွန်တော်တို့ယောမအခန်းကြီး73အငယ်8မှာဆိုရင်အချင်းချင်းချစ်ချင်းနဲ့တာမတပါအပေအကျွေးမြမတင်စင်နဲ့တဲ့သူတစ်ပါးကိုချစ်တော်သူသည်အကျင့်တရားနဲ့ပြည့်စုံပြီတဲ့ဒါကြောင့်ချစ်ချင်းမြတ်တာမတပါအပေအကျွေးမြမတင်စေဘူးကျွန်တော်တို့ချစ်ချင်းမြတ်တာအချင်းချင်းရှိဖို့တဲ့ဘုရားသခင်တို့ရှိရဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့မချစ်နိုင်ခဲ့တော့မှအခုကျွန်တော်တို့နှုတ်ကပတ်တော်ကျွန်တော်အထဲမှာရှိဖြစ်တဲ့ကြောင့်ဘာဖြစ်ကျွန်တော်တို့ဒီနှုတ်ကပတ်တော်ကျွန်တော်အထဲမှာရှင်သန်ပြီးတော့ကျွန်တော်တို့ကိုယ်တိုင်အချစ်ခံဖို့တဲ့ကျွန်တော်ချီရအောင်တက်တည်ကျွန်တော်ပြအောင်ဆိုပြီးတော့နှုတ်ကပတ်တော်အဖြစ်ဝေမျှချင်တာဖြစ်တယ်